အားလုံးပဲမင်္ဂလာပါကျွန်မဒီဗီဒီယိုလေးမှာဒီ explode ဆိုတဲ့ command လေးနဲ့ပတ်သက်ပြီးတော့ရေးဆက်ပြပေးမယ်เนาะအဲ့တော့သူ့ရဲ့ဒီကျွန်တော်တို့ဒီသုံးပြရတဲ့ပုံစံကကျတော့လွယ်တယ်ပေါ့เนาะတိတ်အထွေထူးပြောစရာမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ဘေးနေရာမှာเนาะဒီသုံးလိုက်မဲ့ object ပေါ်မူတည်ပြီးတော့မှသူကပြောင်းလဲမှုတွေတော့အများကြီးရှိသွားတယ်ပေါ့เนาะ explode command ကိုခေါ်တယ်ပြီးရင်ကို explode ခွဲခြင်းတဲ့ object တစ်ခုဆက်လက်ပေးလိုက်ကြုံနဲ့ဒါတိတ်ပြီးတော့လှုပ်ဆောင်ရတဲ့အပိုင်းကအများကြီးမရှိဘူးဒါပေမဲ့ကိုသွားပြီးတော့မှဆက်လက်ပေးလိုက်တဲ့ object ပေါ်မှာမူတည်ပြီးတော့မှပြောင်းလဲသွားတဲ့ပုံစံတွေတော့ရှိတယ်ပေါ့နော်အဲ့တော့ explode လို့ပြောလိုက်မယ်ဆိုရင်ဒါခွဲလိုက်တာပေါ့ပိုင်းခွဲလိုက်တာပေါ့ဒါဆိုရင်သူ့ကိုတနည်းအားဖြင့် join ဆက်တာဆိုတာဒီ command ရဲ့ပြောင်းမြန်လို့မှတ်လို့လည်းရတယ်ပေါ့နော် join ဆိုရင်ကျွန်တော်တို့အားလုံးလိုက်တာအောင်အကုန်လုံးကိုဒါဆက်သွယ်ပေးလိုက်တာပေါ့နော်တပိုင်းစီဖြစ်နေတဲ့ဟာတွေကိုတပစုတစည်းလေးဖြစ်နေတဲ့အခါမှာ join command ကိုသုံးတယ်အခုကကျတော့မဟုတ်ဘူးတစုတစည်းလေးဖြစ်နေတဲ့ဟာတွေကိုပြန်ခွဲခြင်းတဲ့အခါမှာ explode ဆိုတဲ့ command ကိုသုံးတယ်အဲ့တော့ explode ဆိုတာ join ရဲ့ကြောင်းမြန် reverse ပေါ့ဒါတနည်းအားဖြင့်ပေါ့နောက်တစ်ခုသူကဘာလို့ရှိလဲဆိုလို့ချင်းကျွန်တော်တို့ဒီသွားတဲ့ပုံစံတော့ထုံးစံတိုင်းပဲကျွန်တော်တို့ဒီ home tab ထဲကဒီ panel တွေကနေမှဒီ explode ဆိုတဲ့ command ကိုicon လေးကိုယူပြီးတော့သုံးလို့ရတယ်လို့ဒီ command line command box မှာexplode ဆိုပြီးတော့မှ enter ခေါ်လိုက်မယ်ဆိုလဲရတယ်အဲ့ဒါကတော့ပုံမှန်အတိုင်းပဲဟုတ်ပြီဒါဆိုလို့ရင်ကျွန်တော်ဥမာ polyline လိုဟာမျိုးပေါ့တစ်ဆက်တည်းဖြစ်နေတဲ့တစ်ဆက်တည်းဆွဲထားတဲ့ polyline မျိုးကို explode ခွဲလိုက်မယ်ဆိုလို့ရှိရင်ဒါ line လေးတွေတည်တံ့လေးတွေပြန်ခွဲသွားမှာပေါ့ဟုတ်ပြီအဲ့ဒါတစ်ခုနောက်တစ်ခုက block ခွဲထားတဲ့ဟာ AutoCAD မှာကျွန်တော်တို့ block ခွဲထားတဲ့ဟာတစ်ခုလုံးကိုဖြုတ်ချင်တယ်ဆိုရင်ဒါဘာလို့ရတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုပါပေါ့နော် explode ခွဲလိုက်မယ်ဆိုလို့ရှိရင် block ခွဲထားတဲ့ဟာကို explode ခွဲမယ်ဆိုရင်တော့ဘာရမလဲဆိုရင် line တွေ arc တွေဒါ object ထဲမှာဖွဲ့စည်းထားတဲ့ဟာတွေပေါ့နော်circle တွေစသဖြင့်တစ်ခုစီပြန်ပြီးတော့မှကွဲသွားမယ်ပေါ့ circle ဆိုရင်လည်း circle တစ်ခု line ဆိုရင်လည်း line arc ဆိုရင်လည်း arc ပေါ့စသဖြင့်အဲ့လိုမျိုးတွေပြန်ပြီးတော့ကွဲသွားမယ်ပေါ့နောက်တစ်ခု hash ချယ်ထားတဲ့ဟာ hash ဆိုပြီးတော့မှကျွန်တော်အယောင်ကြီးချယ်ထားတဲ့ဟာတွေကိုတွားပြီးတော့မှ explode ခွဲလိုက်မယ်ဆိုရင်တော့အဲ့ဒီ hash လေးတွေချယ်ထားတဲ့နော်အစလေးတွေက line လေးတွေဥပမာတစားစီပြန်ပြီးတော့မှကွဲသွားမယ်ပေါ့အဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီ hash ချယ်ထားတဲ့ဟာမျိုးကိုဒါ explode ခွဲလိုက်မယ်ဆိုရင်တော့ file size ကကြီးသွားတယ်ပေါ့ဟုတ်ပြီနော်နောက်တစ်ခု dimension ထိုးထားတဲ့ဟာ dimension တက်ထားတဲ့ဟာမျိုးကိုတွားပြီးတော့မှ explode ခွဲမယ်ဆိုရင်ဘာရှိမလဲဆိုတော့မြင်းချောင်းမူရင်းဒီနော်မြားရဲ့မြင်းချောင်းရှိမယ်ပြီးရင်မြားကောင်းစသဖြင့်စာသားတွေရှိမယ်ဒါဆိုရင် तू ကတီးတန့်စီတချူးစီတွေဖြစ်သွားမယ်ပေါ့ dimension လို့ဟာမျိုးကို explode ခွဲရင်ဟုတ်ပြီနောက်တစ်ခု array ပွားထားတဲ့ဟာနောက်ကျွန်တော် array command ကိုလည်းသုံးနေပြီเนาะရှေ့မှာ array ကိုလည်းတခြားကျွန်တော်တို့ဒီ poly line ပေါ့เนาะ polar နဲ့သွားမှလား rectangle နဲ့သွားမှလား path နဲ့သွားမှလားဆိုပြီးတော့ array တွေပွားခဲ့ပြီဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့လိုမျိုး array ပွားထားတဲ့တစုတစည်းလေးရှိနေတဲ့ဟာကိုသွားပြီးတော့မှ explode ခွဲလိုက်မယ်ဆိုရင်တော့ဒါလည်းသူကလည်းပွားထားတဲ့အရေးအတွက်အတိုင်း10ခုရှိရင်10ခုတစ်ခုစီပြန်ကွဲသွားမှာပေါ့ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ဥမာ10ခု array ပွားထားတယ် array ပေါ်တယ်မှာ associate လုပ်ထားတဲ့ကြောင့်မို့သူကတစုတစည်းတည်းရှိတယ်ဒါဆိုလို့ကျွန်မ array မှာတခြားပြောခဲ့တယ်เนาะ associated ဖွင့်တာ open on တာနဲ့ off တာနဲ့အဲ့တော့ associated လုပ်ပြီးတော့မှကျွန်တော်တို့က array 10ခုပွားထားတယ်ဆိုပါလို့ဒါဆိုရင်ကျွန်တော်တို့သူ့ကိုတစ်ခုစီလေးတစ်ပိုင်းစီလေးပြန်လို့နေတယ်ဆိုရင် explode ဆိုတဲ့ command ကိုသုံးလို့ရတယ်အဲ့ခါမှာကျွန်တော်က10ခုပွားထားတဲ့ဟာဆိုရင် explode ခွဲတဲ့အခါမှာ10ပိုင်းပြန်ပိုင်းသွားမှာပေါ့ဥမာ circle 10ခုဆိုရင်circle တစ်လုံးစီတည်တံ့နေချင်မှာပေါ့ rectangle 10ခုဆိုရင် rectangle တစ်ခုစီတည်တံ့စီ10ခုပြန်ဖြစ်သွားမှာပေါ့ဟုတ်ပြီနော်ပုံမှန်တိုင်းဆိုတော့10ခုလုံးကတစုတစည်းလေးဖြစ်နေတဲ့ဟာပေါ့ဟုတ်ပြီနော်အဲ့တော့နောက်ထပ်တစ်ခုရှိသေးတယ်ကျွန်တော် text တို့ဒီ multi text တို့နော်အဲ့ဒါတွေကိုသွားပြီးတော့မှ explode ခွဲလိုက်မယ်ဆိုရင်လည်းစာလုံးလေးတွေကတစ်လုံးစီဖြစ်သွားမယ် line လေးတွေဖြစ်သွားပြီးတော့မှတက်ဟိုပေါ့နော်စလုံးပြန်ဖြစ်အောင်ပြင်လို့မရတော့တဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ပေါ့နော် text တွေ multi text တွေသွားပြီးတော့ explode ခွဲလိုက်မယ်ဆိုရင်အဲ့တော့ထုံးစံတိုင်းပဲဆိုတော့ဒီအရွယ်အစားအဖြစ်တော့ file အရွယ်အစားအဖြစ်တော့ explode ခွဲလိုက်မယ်ဆိုရင်ကြီးသွားမယ်เนาะအဲ့တော့အထူးသဖြင့်ခုနကပြောခဲ့တဲ့ hash လို့ဖာမျိုးကို explode ခွဲမယ်ဆိုရင်သူဒီ file size ကြီးသွားတတ်တယ်အဲ့တော့တကယ်လို့ကိုကမတော်တဆပေါ့เนาะမှားပြီးတော့မှဒီ explode ခွဲကြမလို့တဲ့ဟာမျိုးတွေပါတယ်တွားပြီးတော့ခွဲမိတယ်ဆိုရင်လည်းဒါလွယ်ပါတယ်เนาะကျွန်တော် undo နဲ့ပြန်ခေါ်လိုက်ပေါ့เนาะအဲ့တော့ဘယ်နေရာမှာသုံးလို့ကောင်းလို့ဆိုလို့ချင်းကျွန်တော်တို့ block ဖွဲ့ထားတဲ့ဟာမျိုးဆိုလို့ရှိရင်လေဒီ block editor နဲ့မဝင်ကျင်တော့တဲ့ဟာမျိုးမှာဆိုလို့ရှိရင်ဒီမှာ explode နဲ့ခွဲလိုက်ရင်တော့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ block ဖွဲ့ထားတဲ့ဟာကိုမှ block editor ထဲမှာဝင်ပြီးတော့မှပြင်လို့ရတယ်လို့ဒါပေမဲ့အဲ့လိုမျိုး block editor ထဲကိုမဝင်ကျင်ဘူး block လဲဖြုတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ explode နဲ့ခွဲလို့ဖြုတ်လို့ရတယ်နော်အဲ့တော့ hash ကတော့လည်းဟောဖြစ်တယ်ပေါ့ကျွန်တော်တို့ဒီတိကျဖြတ်ဟိုဖြစ်လိုက်မယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာပြင်မာဖို့ခက်တဲ့အနေအထားမျိုးရှိတယ် hash လို့ခြေထားတဲ့ဟာမျိုးကို explode ခွဲလိုက်မယ်ဆိုရင်တော့ဒီပြင်မှုအတွက်
ခက်တယ်ပေါ့နော်သူကအပိုင်းပိုင်းအဆက်ဆက်လေးအကုန်လုံးဖြစ်သွားတာပေါ့အဲ့တော့နောက်ထပ်ဥမာပေါ့တခြားဆွဲထားတဲ့ဒီရှုပ်ထွေးတဲ့ဒီ object ကြီးတစ်ခုကိုမှဒီအတွင်းပိုင်းတစ်ပိုင်းလေးတွေပြန်ပြီးတော့မှဒါတေချာကြည့်နေတယ်ဆိုရင်တော့ဒီလို explode နော်ခွဲတာမျိုးကိုသုံးလို့ကောင်းတယ်ပေါ့နော်အဲ့တော့ project ကြီးတစ်ခုလို့ခွဲပြီးတော့မှတစ်ပိုင်းစီတွေကိုတေချာဘယ်လိုတွေလဲဆိုတာအတွင်းပိုင်းတွေကိုအစိပ်ပိုင်းတွေကိုကြည့်နေတဲ့အခါမျိုးဆိုရင်တော့ဒီ explode command ကသုံးလို့ကောင်းပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီ explode command နဲ့ပတ်သက်ပြီးတော့မှဒါအဲ့တော့ဆိုရင်ကျွန်တော်တို့ဒီမှာနမူနာလေးတွေ explode ခွဲပြပေးမယ်နော်အဲ့တော့ကျွန်တော်ခုနပြောခဲ့တဲ့ဟာအတိုင်းပဲဒါနမူနာလေး၄-၅ခုထည့်ပေးထားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရိုးရိုး rectangle ပေါ့ရိုးရိုး rectangle line ပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့ rectangle ကိုကျွန်တော် explode ခွဲလိုက်မယ်ဆိုရင် line တွေတစ် line စီခွဲထွက်သွားလိမ့်မယ်တစ် line 2 line 3 line 4 line ပေါ့ဒါဆိုရင် explode ရဲ့ shortcut က EX ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့က extend ရှိမယ် H2 ရှိမယ်ဒီမှာကိုက explode ဆိုတော့မှန်အောင်တော့ရေးပေးလိုက်ပေါ့ဟုတ်ပြီနော်ဒါဆိုရင် select object လို့ဒီ command line လေးမှာမေးတယ်သူ့ကို select ပေးလိုက်မယ် space bar တစ်ချက်ပို့လိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ် line 2 line 3 line 4 line တစ် line စီ꿰သွားပြီအဲ့ဒါပုံစံတစ်ခုပေါ့နောက်ထပ်တစ်ခုကျွန်တော်တို့ဒီမှာပြောခဲ့တဲ့ hash ကိုကျွန်တော်တို့ဒီမှာဒါတစုတစည်းလေးပဲသူ့ပေါ်မှာ click တစ်ချက်ထားလိုက်တယ်နဲ့သူကအကုန်လုံးပါတယ်ဟုတ်ပြီနော်အဲ့တော့သူ့ကို explode ခွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ရှိမှာပြောခဲ့တယ် line လေးတွေတစ် line စီလေးတွေအကုန်လုံးစိတ်ပြီးတော့မှအကုန်လုံးနော်အပိုင်းစာလေးတွေဖြစ်သွားမယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ file size နဲ့ကြီးသွားမယ်ဆိုတာဒါကိုပြောတာပေါ့နော်ဒါ hash share ထားတဲ့ဟာပေါ့ဟုတ်ပြီနော်အဲ့တော့သူ့ကိုတစုစည်းလေးပြန်လုပ်ဖို့ကြာရင်တော့နည်းနည်းအဆင်မပြေဘူးပေါ့နော်တိကျဖြတ်တောက်လိုက်တဲ့အခါကျတော့ပြန်ဖြုတ်ရင်ကျတော့ပြင်ဖို့လဲနောက်ပိုင်းမှာခတ်သွားတဲ့အနေအထားရှိတဲ့ဟာပေါ့နော်ဒါဆိုရင် EX PLODE ပေါ့နော် explode သူ့ကိုခွဲမယ်ပေါ့ click တစ်ချက်ဘယ်ပဲ click တစ်ချက်ထောက်လိုက်ရုံပဲ okay ပြီးရင် enter တစ်ချက်ခောက်ပေါ့ဒီမှာတစ် line စီဖြစ်သွားတယ်နော်တစ် line သူတစ် line ဒီမှာ line စီအများကြီးဖြစ်သွားပြီသုံးတော့ကတော့သူတို့တူစီရဲအဲ့တော့ဒီပေါ်မှာ click တစ်ချက်ထောက်မယ်ဆိုရင်လုံးဝအကုန်လုံးမရှိတော့ဘူးဒီမှာတစ် line စီတွေအကုန်ဖြစ်သွားတယ်ဟုတ်ပြီနော်ဒါဆိုရင် sign လေးကြီးသွားမယ်ပြန်ပြီးတော့မှသူတို့ကိုနော်ဝါဖြစ်ဖို့လဲခက်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တကယ်လို့ကိုက undo ပြန်ခေါ်မှားပြီးတော့ဖြတ်မိတယ်ဆိုတော့ undo လေးပြန်ခေါ်ပေးပေါ့နော်လောလောဆယ်ကတော့ဒါ explode command ကိုသုံးရင်ဒါ hash ခြေထားတဲ့ဟာကိုဒါ explode ခွဲမိရင်ဘယ်လိုဖြစ်တယ်ဆိုတာမျိုးကိုပြောပေးတာပေါ့နော်ဟုတ်ပြီနောက်ထပ်တစ်ခုဒါ array ပွားထားတဲ့ဟာဟုတ်ပြီနော် array ပွားထားတာကျွန်မပြောခဲ့တယ်အဲ့တော့ဒီမှာဘယ်နှခုလုံး4 8 12ခုပေါ့အဲ့တော့ဒီမှာ click တစ်ချက်ထောက်တာနဲ့အကုန်လုံးပါတယ်12ခုလုံးကျွန်တော်ခုနပြောခဲ့တယ် explode သာခွဲလိုက်မယ်ဆိုရင်12ခုရှိရင် cycle တစ်လုံးစီ12လုံးပြန်ခွဲသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ EH ဒီမှာ explode ယူတယ်ပြီးရင်ဒီပေါ်မှာ click တစ်ချက်ထောက်လိုက်တယ်ပြီးရင် enter ခေါက်လိုက်မယ် okay ဒါဆိုရင်ဒီမှာ cycle တစ်လုံးစီဖြစ်သွားတယ်ဟုတ်ပြီနော်ဒါဆိုလို့ချင်းဆိုတော့ဒါ array ပွားထားတဲ့ဟာကို explode ခွဲရင်ဒီလိုမျိုးတစ်ခုစီသီးသန့်စီဖြစ်သွားတယ်လို့ပြောခဲ့တဲ့ဟာပေါ့ဟုတ်ပြီနောက်ထပ်တစ်ခုဒါဆင်မ block ခွဲထားတဲ့ဟာအဲ့တော့ block ခွဲထားတဲ့ဟာဆိုရင်ခုနကပြောခဲ့တယ်block ထဲမှာရှိနေတဲ့cycle ဆို cycle rectangle ဆို rectangle arc ဆို arc တစ်ခုစီပြန်ခွဲသွားမယ်အခုလောလောဆယ်အနေထားရဆိုရင်ဆင်မဒီမှာ click တစ်ချက်ထောက်တာနဲ့ block တစ်ခုလုံးပါတယ်ဟုတ်ပြီနော်အဲ့တော့တစ်ခုစီသီးသန့်စီပြန်ခွဲသွားမယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်အဲ့တော့ EX PLOD explode ခွဲလိုက်မယ်သူကို select ပေးလိုက်တယ် save enter တစ်ချက်ခေါက်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာ cycle ရတက် rectangle ရတက် arc ကတက်တခုစီပြန်ခွဲသွားတယ်ပေါ့ဟုတ်ပြီနောက်ထပ်တစ်ခု dimension ကိုကျွန်တော်တို့ explode ခွဲလိုက်မယ်ဆိုရင်ပြောခဲ့တယ်လေစာတက်ဒီ line ရတက်အကုန်လုံးခွဲသွားမယ်လို့ဟုတ်ပြီဒါဆိုရင် EX PLOD explode ပြီးရင်ဒီပေါ်မှာ select တင်လိုက်တယ် enter တစ်ချက်ခေါက်မယ်ဟုတ်ပြီဒါဆိုရင်ဒီမှာစာတက်ဖြစ်သွားတယ်ဒီဘက်က line ရတက်ဒီဘက် line ရလည်းတက်ပုံမှန်ဆိုရင်သူကတူတူစီးရဲလေနော်ဒီမှာမြားကောင်းကတက်အကုန်လုံး꿰သွားတယ်ပေါ့ဟုတ်ပြီနော်မြားကောင်း꿰မယ် line 꿰မယ်test တွေဒီ dimension ရဲ့ဒီအတိုင်းအတာတွေ꿰သွားတယ်တစ်ပိုင်းစီပြတ်သွားတယ်ပေါ့နော်ဒီမှာမြားကောင်းတက်အကုန်လုံးတစ်ပိုင်းစီ꿰သွားတယ်ပေါ့ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ဒါနော်ဟိုပေါ့ dimension line ကိုခွဲရင်ဘယ်လိုဖြစ်မလဲ array ပွားထားတဲ့ဟာကို explode ခွဲရင်ဘယ်လိုဖြစ်မလဲ block ခွဲထားတဲ့ဟာကိုဘယ်လိုဖြစ်မလဲပေါ့နော်အဲ့လိုမျိုးပြောခဲ့တဲ့ဟာလေးတွေကိုဒါပုံလေးနဲ့ဒါ explode ခွဲပြတာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်မဒီ video လေးကိုဒီမှာနားလိုက်မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်